သားလှုပ်ခြင်းနဲ့ပတ်သက်ပြီးမြမရိုးရာနမိတ်ကျမ်းများအရအတွေ့ရများတဲ့အသားလှုပ်နမိတ်၃မျိုးကိုအကောင်းအဆိုးအဓိပ္ပာယ်များနဲ့တကွတင်ဆက်ပေးလိုက်ပါတယ်ရှင်။မျက်ခုံးလှုပ်ခြင်းကတော့လူသိအများဆုံးနမိတ်တစ်ခုဖြစ်ပြီးဘယ်ညာအဓိပ္ပာယ်ကွဲပြားတတ်ပါတယ်။ညာဘက်မျက်ခုံးလှုပ်လျင်များသောအားဖြင့်လက်ရွှင်ခြင်းမမျှော်လင့်ပဲငွေဝင်ခြင်းသို့မဟုတ်ဝမ်းသာစရာသတင်းကောင်းတစ်ခုခုကြားရတတ်တဲ့နမိတ်ကောင်းဖြစ်ပါတယ်။ဘယ်ဘက်မျက်ခုံးလှုပ်လျင်တစုံတဦးကမိမိအကြောင်းအတင်းပြောနေခြင်းသို့မဟုတ်အလုပ်ကိစ္စတွင်အနှောက်အယှက်အနည်းငယ်ကြုံရနိုင်တဲ့သတိပြုရမည့်နမိတ်ဖြစ်ပါတယ်။မျက်စိလှုပ်ခြင်းကိုလည်းအယူအဆအမျိုးမျိုးရှိကြပေမဲ့အခြေခံအားဖြင့်အောက်ပါအတိုင်းယူဆကြပါတယ်။ညာဘက်မျက်စိလှုပ်လျင်ရည်မှန်းထားတဲ့အလုပ်ကိစ္စများအောင်မြင်ခြင်းမိတ်ဆွေကောင်းများနှင့်ဆုံတွေ့ရခြင်းတို့ဖြစ်နိုင်ပါတယ်။ဘယ်ဘက်မျက်စိလှုပ်လျင်မိမိချစ်ခင်ရသူခင်မင်ရသူတဦးနှင့်ပတ်သက်ပြီးစိတ်မကောင်းစရာကြားရတတ်ခြင်းသို့မဟုတ်မျက်ရည်ကျရမည့်အခြေအနေမျိုးကြုံရတတ်ပါတယ်။လက်ဖွားလှုပ်ခြင်းရခြင်းဒါကတော့ငွေကြေးနဲ့တိုက်ရိုက်သက်ဆိုင်တဲ့နမိတ်လို့ယူဆကြပါတယ်။ညာဘက်လက်ဖွားလှုပ်လျင်ငွေဝင်မိနမိတ်လက်လာပါပေါ်များမိအတိတ်ကောင်းဖြစ်ပါတယ်။ဘယ်ဘက်လက်ဖွားလှုပ်လျင်ငွေပြန်ထွက်ရခြင်းအသုံးစရိတ်များခြင်းသို့မဟုတ်တစုံတစ်ခုအတွက်အကျွေးဆက်ရခြင်းမျိုးဖြစ်နိုင်ပါတယ်။အသားလှုပ်ခြင်းဟာရှေးရိုးရာအယူအဆအရနိမိတ်လို့ဆိုနိုင်သလိုကျမ်းမာရေးရှုထောင့်ကကြည့်ရင်တော့ပင်ပန်းနှွမ်းနယ်ခြင်းအိပ်ရေးပြတ်ခြင်းသို့မဟုတ်စိတ်ဖိစီးမှုများခြင်းတို့ကြောင့်လည်းဖြစ်တတ်ပါတယ်။ဒါကြောင့်နမိတ်ကိုသတိပြုရင်းတစ်ဖက်ကလည်းအနားယူဖို့မမေ့ပါနဲ့ဦးရှင်။